ဒီနေ့မှာနှုတ်ကပတ်တော်အဖြစ်ရှင်သန်ရမယ်ခေါင်းစဉ်ကတော့တန်ရှင်းသောဝိညာဉ်တော်နဲ့မိတ္တဟာယဖွဲ့ခြင်းဆိုတဲ့ခေါင်းစဉ်လေးကိုတူတကွခေါ်အားယူပြီးတော့ရှင်သန်ကြရအောင်နှစ်ကောအခန်းကြီး73ခန်းငယ်14ကိုကျွန်မတို့တူတကွကြည့်ရအောင်သခင်ယေရှုခရစ်၏ကျေးဇူးတော်နှင့်၎င်းဘုရားသခင်၏မြတ်တာတော်နှင့်၎င်းတန်ရှင်းသောဝိညာဉ်တော်၏မိတ္တဟာယဖွဲ့ခြင်းဖြစ်၎င်းသင်တို့အပေါင်း၌ရှိစေတည်းအာမင်ဟာလေလုယာဒီမှာခမဲတော်ဘုရားသခင်ကကျမတို့ကိုချစ်တော်မြတ်တာကိုပေးခဲ့တယ်သူရဲ့ချစ်တော်မြတ်တာနဲ့သားတော်ယေရှုကိုပေးပြီးတော့မှယေရှုခရစ်တော်ကကျမတို့အရောက်စီတိုင်းအတွက်ကျေးဇူးပြုပြီးတော့မှဘာဖြစ်လဲဆိုတော့သူရဲ့အသက်ကိုပေးအပ်ခဲ့တယ်ကျမတို့အတွက်သူရဲ့အသက်ကိုပေးအပ်ခဲ့ပြီးတဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ကိုကျမတို့ကိုပေးခဲ့တယ်ငါသွားမယ်ငါသွားရင်သင်တို့အတွက်ကြိုးရှိတယ်သင်တို့မိဘမဲ့မဖြစ်စေဘူးသင်တို့နဲ့အတူအစဉ်မြဲရှိဖို့တန်ရှင်းသောဝိညာဉ်တော်ကိုမင်းတို့အတွက်ငါထားခဲ့မယ်ဆိုတန်ရှင်းသောဝိညာဉ်တော်ကိုကျွန်တော်တို့အတွက်ပေးအပ်ခဲ့တာဖြစ်အဲ့ဒီဝိညာဉ်တော်နဲ့ကျွန်တော်တို့ကယဉ်နီးကျွမ်းဝင်စွာမိတ္တဟာယဖွဲ့ဖို့လိုတာဖြစ်တယ်ဟာလေလုယာဘုရားသခင်ရဲ့အဓိကအခြေခံအုတ်မြစ်နဲ့သူ့ရဲ့ဥပရိတာကဘာလဲဆိုတော့တန်ရှင်းသောဝိညာဉ်တော်နဲ့ကျွန်မအရောက်စီတိုင်းကယဉ်နီးကျွမ်းဝင်စွာမိတ္တဟာယဖွဲ့ဖို့ဖြစ်တယ်အဲ့ဒီတန်ရှင်းသောဝိညာဉ်တော်နဲ့မိတ္တဟာယဖွဲ့ခြင်းကကျမတို့ကတိုးတက်လာရမှာဖြစ်တယ်တန်ရှင်းသောဝိညာဉ်နဲ့မိတ္တဟာဖွဲ့ခြင်းကခဏတစ်ပြုတ်ပဲမဖြစ်ရဘူးကြီးထွားလာရမှာဖြစ်တယ်တိုးတက်ကြီးထွားလာရမယ်အဲ့ဒါဆိုရင်တန်ရှင်းသောဝိညာဉ်တော်နဲ့မိတ္တဟာဖွဲ့ခြင်းကဘလို့တိုးတက်ကြီးထွားမလဲဆိုရင်တန်ရှင်းသောဝိညာဉ်တော်နဲ့မိတ္တဟာယဖွဲ့ခြင်းတိုးတက်ကြီးထွားတဲ့နီလန်းကတော့ဖြစ်နှုတ်ကပတ်တော်တမန်တရားကိုလိလာဆင်ခြင်ခြင်းပြီးတဲ့အခါမှာတန်ရှင်းသောဝိညာဉ်တော်နဲ့အတူတကွဆုတောင်းခြင်းအဖြစ်သင်ဟာတန်ရှင်းသောဝိညာဉ်တော်နဲ့အတွင်းကျကျမိတ္တဟာယဖွဲ့ခြင်းကကြီးထွားရှင်သန်လာမှာဖြစ်တယ်ဒီအရာကအရင်အရေးကြီးတဲ့အရာလည်းဖြစ်တယ်သင်ကိုယ်သင်တန်ရှင်းသောဝိညာဉ်တော်၌ယဉ်နီးကျွမ်းဝင်စွာမိတ္တဟာဖွဲ့ဖို့အတွက်ကိုသင်ကတန်ရှင်းသောဝိညာဉ်တော်နဲ့အတူဆုတောင်းရမယ်တန်ရှင်းသောဝိညာဉ်တော်ရဲ့အတွင်းထဲမှာသင်ရဲ့အသက်တာကိုနစ်မြုပ်ပြီးတော့မှဒီနေ့ရက်စဉ်တိုင်းရှင်သန်ရမှာဖြစ်တယ်တန်ရှင်းသောဝိညာဉ်တော်နဲ့သင်ကအမြဲတမ်းစကားပြောနေရမှာဖြစ်တယ်အဘဲကဲ့သို့သောမိတ္တဟာယဖွဲ့ခြင်းလူတူနဲ့တူယဉ်နီးကျွမ်းဝင်ခြင်းမရှိဘူးဆိုလို့ရှိရင်လူတူနဲ့တူစကားပြောဆိုခြင်းမရှိဘူးဆိုရင်တူနဲ့တူဆက်ဆံခြင်းမရှိလာဘူးတူနဲ့တူယဉ်နီးကျွမ်းဝင်ခြင်းကမရှင်တန်တော့ဘဲနဲ့တည်ဆုံးသွားလိမ့်မယ်တူနဲ့တူအမြဲတမ်းစကားပြောနေဖို့လိုတယ်တူနဲ့တူအမြဲတမ်းဆက်သွယ်နေဖို့လိုတယ်တူနဲ့တူအမြဲတမ်းစကားပြောခြင်းမရှိဘူးဆက်သွယ်ခြင်းမရှိဘူးဆိုလို့ရှိရင်အဲ့ဒီလူနှစ်ဦးကြားထဲမှာယဉ်နီးဆက်ဆံခြင်းကပျောက်ဆုံးသွားမှာဖြစ်တယ်ထိုနည်း၎င်းမဲ့တန်ရှင်းသောဝိညာဉ်တော်နဲ့သင်ဟာအမြဲတမ်းစကားပြောနေဖို့လိုတယ်မိဘနဲ့သားသမီးဖြစ်ရင်လည်းပဲမိဘနဲ့သားသမီးကအမြဲတမ်းဆက်သွယ်စကားပြောနေမှုမရှိရင်မိဘနဲ့သားသမီးဆက်ဆံရေးကပျက်စီးပြီးတော့တည်ဆုံးသွားမှာဖြစ်တယ်ဒီတိုင်းပဲလင်မယားနှစ်ယောက်ဖြစ်တယ်ဆိုရင်လည်းသူနဲ့သူစကားပြောဆက်ဆံနေဖို့လိုတယ်စကားပြောဆက်ဆံမနေဘူးဆိုရင်အဲ့ဒီနှစ်ယောက်ရဲ့ဂျင်းနီးကျွမ်းဝင်မှုကပျောက်ဆုံးပြီးတော့မှနောက်ဆုံးမှတည်ဆုံးသွားလိမ့်မယ်ဖြစ်တယ်အဲ့ဒါမဲ့အလုတ်ရှင်နဲ့အလုတ်သမားကလည်းအမြဲတမ်းယဉ်နီးဆက်ဆံမှုရှိဖို့လိုတယ်သူနဲ့သူစကားပြောရင်ဆက်သွယ်ဖို့လိုတယ်စသဖြင့်ပေါ့ဒါနတိုင်းမှာသူနဲ့သူယဉ်နီးခြင်းနဲ့ပုဂ္ဂိုလ်ချင်းအရာပုဂ္ဂိုလ်ကြီးရယဉ်နီးခြင်းနဲ့ဆိုရင်စကားပြောရမှာဖြစ်တယ်ဆက်သွယ်ရမှာဖြစ်တယ်စကားပြောတဲ့အချိန်များလေဆက်သွယ်တဲ့အချိန်များလေယဉ်နီးကျွမ်းဝင်မှုကကြီးထွားလာလေထိုနည်း၎င်းမဲ့သင်ကတန်ရှင်းသောဝိညာဉ်တော်နဲ့များများနစ်မြုပ်မယ်တန်ရှင်းသောဝိညာဉ်တော်နဲ့နှုတ်ကပတ်တော်အဖြစ်စကားပြောမယ်တန်ရှင်းသောဝိညာဉ်တော်နဲ့ဆုတောင်းခြင်းအဖြစ်သင်စကားပြောလေများများပြောလေများများအချိန်ယူဆုတောင်းလေသင်ရဲ့ဝိညာဉ်တော်နဲ့ဆက်သွယ်မှု
မိတ္တဟာယဖွဲ့မှုယဉ်ဤကျွမ်းဝင်မှုအကြီးထွားလာလိပဲဖြစ်မှာဖြစ်တယ်ဟာလေလုယာဒီအရာကဘာလို့လဲဆိုတန်ရှင်သောဝိညာဉ်တော်နဲ့ကျမတို့ကယဉ်ဤကျွမ်းဝင်မှုတွေမိမိကိုယ်ကိုပြုစုဖို့လိုတာဖြစ်တယ်ဟာလေလုယာမိမိကိုယ်ကိုဝိညာဉ်တော်နဲ့အမြဲတမ်းနှိမ့်မြုပ်နေအောင်မိမိကိုယ်ကိုလှုပ်ဆောင်ရမှာဖြစ်တယ်နှုတ်ကပတ်တော်အာဟာရတွေစားသုံးရမယ်ဆုတောင်းခြင်းမှာအချိန်ယူရမှာဖြစ်တယ်တန်ရှင်သောဝိညာဉ်တော်နဲ့တင်အမြဲတမ်းထိရောက်စွာစကားပြောနေဖို့လိုတယ်ထိရောက်စွာစကားပြောတတ်ဖို့အတွက်ကိုတင်ပါလို့ရမှာဝိညာဉ်ဘာသာစကားနဲ့များများဆုတောင်းရမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတန်ရှင်သောဝိညာဉ်တော်ကပုဂ္ဂိုလ်ဖြစ်တယ်တင်ကစကားပြောရင်တင့်ကိုသူကပြန်ပြီးတော့မှစကားပြောလာမှာဖြစ်တယ်တန်ရှင်သောဝိညာဉ်တော်ရဲ့စကားပြောခြင်းကိုတင်ခံယူခြင်းနဲ့ဆိုရင်နှုတ်ကပတ်တော်ကိုတင်ဖတ်ရမှာဖြစ်တယ်နှုတ်ကပတ်တော်ကိုတင်ဖတ်ပြီးတော့မှနှုတ်ကပတ်တော်အတိုင်းပြောရစုထွက်ပြောထုတ်ရမှာဖြစ်တယ်ပြီးတဲ့အခါမှာတင်ကခြားသောဘာသာစကားကိုများများပြောမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတင့်နာမှာရှိနေတာကတန်ရှင်သောဝိညာဉ်တော်ပဲဖြစ်တယ်သူ့ကိုတင်ကယဉ်ဤကျွမ်းဝင်အောင်တင်ကိုယ်တိုင်တည်ဆောက်ရမှာဖြစ်တယ်ခမဲတော်ဘုရားသခင်ကအခုချိန်မှာကောင်းကင်ဘုံမှာရှိနေတာဖြစ်တယ်ယေရှုခရစ်တော်ကလည်းခမဲတော်ဘုရားသခင်ရှိတဲ့ကောင်းကင်ဘုံကိုတက်ကြွသွားပြီဖြစ်တယ်ဒါပေမဲ့အခုချိန်မှာတင်နာမှာရှိနေတဲ့တင်နဲ့အတူရှင်တန်နေတဲ့ဘုရားကတော့တန်ရှင်သောဝိညာဉ်တော်ဘုရားပဲဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်တင်ဟာတန်ရှင်သောဝိညာဉ်တော်ဘုရားကိုတည်ဖို့လိုတယ်တန်ရှင်သောဝိညာဉ်တော်ဘုရားကိုယဉ်ဤဖို့လိုတယ်ဒီနေ့ပင်တင်ဟာတန်ရှင်သောဝိညာဉ်တော်ဘုရားနဲ့မိတ္တဟာယဖွဲ့ပြီးစကားပြောပါတန်ရှင်သောဝိညာဉ်တော်ဘုရားကိုတင်ယဉ်ဤကျွမ်းဝင်ပါတန်ရှင်သောဝိညာဉ်တော်ဘုရားနဲ့တင်နှိမ့်မြုပ်ပြီးတော့မှယဉ်ဤကျွမ်းဝင်လာလေခမဲတော်ဘုရားသခင်ရဲ့မျက်မှောက်တော်ကိုတင့်ကိုတန်ရှင်သောဝိညာဉ်တော်ကတည်ဆောင်ပေးလာမယ်ခမဲတော်ဘုရားရဲ့မျက်မှောက်တော်ကတင့်ရဲ့အသက်တာထဲမှာဝင်ရောက်ပြီးနေရာယူလာမယ်တင်ဟာခမဲတော်ဘုရားရဲ့မျက်မှောက်တော်ထဲမှာရှင်သန်တဲ့သူဖြစ်လာမှာဖြစ်တယ်ပြီးတဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်နဲ့တင်ယဉ်ဤကျွမ်းဝင်လေယေရှုကစစ်မှန်တဲ့ဘုရားဖြစ်တယ်ယေရှုရဲ့လှုပ်ဆောင်ပေးခြင်းအရာကတိတ်တကူစီတိုင်းကတကယ်အစစ်မှန်တင်ရဲ့အသက်တာအတွက်မဖြစ်မနေလိုအပ်ပြီးတော့မှမဖြစ်မနေရရှိပိုင်ဆိုင်တာဖြစ်ကြောင်းကိုသူကတင့်ကိုစစ်မှန်စွာလှုပ်ဆောင်ပေးလာမှာဖြစ်တယ်ဒါကြောင့်တင်ကဝိညာဉ်တော်နဲ့စကားပြောဖို့အတွက်လေ့လာသင်ယူပါဝိညာဉ်တော်နဲ့ယဉ်ဤကျွမ်းဝင်ဖို့အတွက်သင်လေ့လာသင်ယူပါဒါရှင်တော်ဝိညာဉ်တော်နဲ့သင်စကားပြောတဲ့အခါမှာနှုတ်ကပတ်တော်နဲ့လည်းပြောရမယ်အခြားသောဘာသာစကားနဲ့လည်းမကြာခဏပြောရမယ်နေ့တိုင်းပြောရမှာဖြစ်တယ်သင်ကတင်ရဲ့ဘဝမှာအောင်မြင်ခြင်းနဲ့တင်လှုပ်ဆောင်သမျှမှာ achievement ထိပ်ဆုံးကိုရောက်ခြင်းနဲ့ဆိုရင်တင်လှုပ်ဆောင်လေရမှာတင်အောင်မြင်တော်သူအောင်မြင်တဲ့ယုံကြည်သူခရိယန်အသက်တာဖြစ်ခြင်းနဲ့အောင်မြင်တဲ့မှုတော်ဆောင်ဖြစ်ခြင်းနဲ့အောင်မြင်တဲ့လုပ်ငန်းအရာခတ်သိမ်းမှာပညာရေးမှာတော့၎င်းတင်ကအောင်မြင်တော်သူဖြစ်ခြင်းနဲ့ဆိုရင်နော်တန်ရှင်တော်ဝိညာဉ်တော်နဲ့ယဉ်ဤကျွမ်းဝင်ပြီးတော့မှတန်ရှင်တော်ဝိညာဉ်တော်ဘာသာစကားကိုအမြဲတမ်းပြောနေဖို့လိုတာဖြစ်တယ်အဲ့ဒါကနှုတ်ကပတ်တော်ထဲမှာရှိတဲ့လူဝဲချက်ဖြစ်တယ်ဟာလေလုယာဒါကြောင့်တင်တန်ရှင်တော်ဝိညာဉ်တော်နဲ့ယဉ်ဤကျွမ်းဝင်ဖို့ဆုတောင်းခြင်းအဖြစ်တင်ဝိညာဉ်တော်နဲ့စကားပြောမယ်နှုတ်ကပတ်တော်ကိုဖတ်ရှုခြင်းနှုတ်ကပတ်တော်ကိုဝန်ခံခြင်းအဖြစ်တင်ဝိညာဉ်တော်နဲ့စကားပြောမယ်ကျမ်းစာတစ်ချက်မှာတမန်တော်ရှင်ပေါလုကပြောခဲ့လေဆိုတိကိုခန်းကြီးဆက်လီအခန်းငယ်16မှာ I thanks my God ကျွန်တော်ကဘုရားသခင်ကိုကျေးဇူးတင်တယ်ငါကတဲ့ကိုရင်သူအသင်းတော်မှာရှိတဲ့သူအားလုံးထက်တာ၍တန်ရှင်သောဝိညာဉ်တော်ရဲ့ဘာသာစကားတန်ရှင်သောဝိညာဉ်တော်တာ၍စကားပြောတယ်တန်ရှင်သောဝိညာဉ်တော်တာ၍ယဉ်ဤတဲ့ကျွမ်းဝင်တယ်လို့သူကပြောခဲ့တာဖြစ်တယ်ဟာလေလုယာဒါကြောင့်တင်ရဲ့အသက်တာမှာယခုပဲစပြီးတော့မှတန်ရှင်သောဝိညာဉ်တော်နဲ့ယဉ်ဤကျွမ်းဝင်စွာမိတ္တဟာယဖွင့်ပြုဖို့အတွက်တင်အစပြုပါအခုချိန်ကတန်ရှင်သောဝိညာဉ်တော်နဲ့တင်မိတ္တဟာဖွဲ့ဖို့အတွက်
အစပြုရမယ်အကောင်းဆုံးအချိန်ဖြစ်တယ်။ဒါကြောင့်အခြားသောဘာစကားကိုပြောပါနေ့တိုင်းပြောပါမကြာခဏပြောပါတင့်ကိုယ်တင်တိဆောက်ပါနှုတ်ကပတ်တော်နဲ့တိဆောက်ပါတရှင်တော်ဝိညာဉ်တော်နဲ့ဆုတောင်းခြင်းအဖြစ်တိဆောက်ပါဟာလေလုယာအာမင်ခုချိန်မှာကျွန်တော်တို့အတူတူကဆုတောင်းရအောင်ခမဲတော်ဖဖျားကိုရောပြီးတော်မူသောဂျေဇုဖြစ်တဲ့တန်ရှင်တော်ဝိညာဉ်တော်အတွက်ဂျေဇုတင်နေတန်ရှင်တော်ဝိညာဉ်တော်ကခမဲတော်ရဲ့မျက်မှောက်တော်ကိုကျွန်ုပ်ထံကိုသယ်ဆောင်လိုက်ကျွန်ုပ်ရဲ့အသက်တာကျွန်ုပ်ရဲ့ပတ်ဝန်းကျင်မှာကိုရောမျက်မှောက်တော်နဲ့ဖြည့်ပြီးနေတဲ့ကျွန်ုပ်ရဲ့အသက်တာကကိုရောမျက်မှောက်တော်ထဲမှာရှင်တန်နေပြီးတော့မှတန်ရှင်တော်ဝိညာဉ်တော်ရဲ့အသက်တန်ရှင်တော်ဝိညာဉ်တော်ဥဆောင်မှုအပြင်ကျွန်တော်သက်ရှင်တန်နေရတော့ကြောင့်ဂျေဇုတင်နေတန်ရှင်တော်ဝိညာဉ်တော်နဲ့ယခုပဲယဉ်ကျေးစွာကြွားဝင်လေမိတ္တဟာယဖွဲ့ရတဲ့အခွင့်အတွက်ဂျေဇုတင်နေတန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်ရဲ့ဝိညာဉ်ကိုကျွန်တော်ရဲ့ခန္ဓာစိတ်ဝိညာဉ်သုံးခုလုံးကိုဟာလေလုယာနှုတ်ကပတ်တော်အပြင်တိဆောက်ပြီးလေရာခစေရီကေဆိုရိုပိုရှိလီယခုပဲကျွန်ုပ်မှာဖျားသခင်ထံမှရောက်လာတဲ့ဒီကိုအစွမ်းနေနဲ့ဖြည့်ပြီးလေအောင်မြင်ခြင်းနေနဲ့ဖြည့်ပြီးလေကိုရောဖဖျားကိုရောမျက်မှောက်တော်ထဲမှာရှင်တန်ရတဲ့အခွင့်ကိုဝိညာဉ်တော်ကယခုပင်လှုပ်ဆောင်ပြီးနေတော့ကြောင့်ဂျေဇုတင်နေကျမတို့ရဲ့အသက်တာမှာတာပြီးတန်ရှင်တော်ဝိညာဉ်တော်နဲ့ယဉ်ဤကျွမ်းဝင်ပြီးတော့မှတန်ရှင်တော်ဝိညာဉ်တော်ရဲ့အစွမ်းတကူနဲ့ဤလောကနိုင်ငံထဲမှာရှင်တန်ရတဲ့အခွင့်ကိုယခုပင်ပေးတော်မူပါမိကြောင်းယေရှုနာမဖြင့်ဆုတောင်းကိုးကွယ်ကြပါရပါအာမင်